အားလုံးမင်္ဂလာပါရှင် Power Play application ကကြိုဆိုပါရစေ။ကျွန်မအီတင်စာပါ။အခုပြသပေးမယ့်လေ့ကျင့်ခန်းကအိမ်မှာနေရင်ဘာကိရိယာမှမပါဘဲနဲ့လိုက်လုပ်လို့ရမယ် homework ကောက်ပဲဖြစ်ပါတယ်။အခုပြမယ့် homework ကောက်မှာဆိုလို့ရှိရင် one byte ကြွက်သားတွေအဓိကအထိရောက်စေမှာဖြစ်ပြီးတော့စုစုပေါင်းလေ့ကျင့်ခန်း5မျိုးပါဝင်ပါမယ်။လေ့ကျင့်ခန်းတစ်မျိုးစီကို35စက္ကန့်စီလုပ်မယ်ပြီးတော့ဂျားထဲမှာစက္ကန့်20စီနားပြီးတော့3ကြော့လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။ဒါဆိုဒီလေ့ကျင့်ခန်းတွေကိုအင်းနဲ့တူတူလိုက်စောကြည့်လိုက်ရအောင်နော်။ဒီတော့အခုပထမဆုံးစောမယ့်လေ့ကျင့်ခန်းက alternative tool touch ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းအတွက်ကိုအရင်ဆုံးပလက်လန်နေမယ်လက်တွေကိုခန္ဓာကိုယ်45 degree မှာထားပြီးတော့ခြေထောက်တစ်ဖက်ကမြောက်လာမယ်ဆန့်ကျင်ဘက်လက်တစ်ဖက်ကဒီလိုလမ်းထိပါမယ်လမ်းထိတဲ့အခါမှာဘိုက်တက်သားတွေကိုညှစ်ပြီးတော့ထားပါမယ်ပုံမှန်အသက်ရှူမယ်ရှူထုတ်လုပ်ပေးမယ်နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးက sit up ဖြစ်ပါတယ် sit up လုပ်ဖို့အတွက်ကိုအီတို့အရင်ဆုံးပလက်လန်အိတ်မယ်ဒူးကောင်းကိုဒီလိုထောင်ထားပါမယ်ဒီအခါလက်တွေကိုဒီလိုရင်ဘတ်မှာကတ်ထားပြီးတော့ဘိုက်ကြွက်သားညှစ်ပြီးတော့ထားပါမယ်ထားတဲ့အချိန်မှာလေရှူထုတ်မယ်ပြန်လဲတဲ့အခါမှာလေရှူသွင်းမယ်ဒီပုံစံမျိုးနဲ့35စက္ကန့်ဆော့ပေးပါမယ်နောက်လေးတဲ့ငန်းတစ်ခုကတော့ pause squat ဖြစ်ပါတယ် pause squat ဆော့ဖို့ကိုအရင်ဆုံးပထမဆုံး position အနေနဲ့ခြေထောက်ကိုပူထားမယ်လက်ကိုလည်းပူထားမယ်ပြီးတော့ဘေးကိုဒီလိုခုန်မယ်ပြန်ဆုမယ်ဟုတ်မယ်ပြန်ဆုမယ်ဒီလိုပုံစံမျိုးဆော့ပါမယ်ချိန်တော့ပဲတယ်နော်နောက်ထပ်လေးသင်ခန်းတစ်မျိုးက supine leg twist ဖြစ်ပါတယ် supine leg twist ဆော့ဖို့အတွက်ဆိုရင်အရင်ဆုံး position ကပလက်လန်အိတ်မယ်လက်တွေကိုခန္ဓာကိုယ်ရဲ့45 degree မှာထားမယ်ပြီးတော့ခြေထောက်ကိုမြောက်မယ်ဖိုက်ကြွက်သားကိုညှစ်ပြီးတော့ဘေးကိုဆောင်းချမယ်အောက်ထိမထိခင်မှာနောက်တစ်ဖက်ကိုဆောင်းချမယ်ဒီပုံစံမျိုးနဲ့35စက္ကန့်ဆော့ပါမယ်ပုံမှန်အသက်ရှူထုတ်လုပ်မယ်ဘေးကိုဆောင်းချပါမယ်နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးကတော့ skater ဖြစ်ပါတယ် skater ဆော့ဖို့အတွက်ကိုအရင်ဆုံးခြေထောက်ကိုပူထားမယ်ပြီးတဲ့အခါမှာဒီဆန့်ကျင်ဘက်ခြေထောက်ကဒီနောက်ဖက်ကိုသွားမယ်ပြန်ခုန်မယ်နောက်ထပ်ဆန့်ကျင်ဘက်တစ်ဖက်ကနောက်ကိုသွားမယ်ဒီပုံစံမျိုးနဲ့ဆော့ပေးပါမယ်
ဟုတ်ကဲ့ပါအေးလို့ပြသွားတဲ့လေ့ကျင့်ခန်း၅မျိုးကိုအစားကနေနောက်ထပ်2ကြော့ပြန်ဆော့ပေးဖို့မမေ့ပါနဲ့နော်အားလုံးချိန်ပေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အေးကိုနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်